89ပဲလေးအင်ချမ်မြေကုမ္ပဏီမှာမြေကွက်တွေကိုဝယ်ချရောင်းကြတဲ့ customer များအင်ချမ်မြေနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေကိုရယူကြတဲ့ customer များကြည့်ရှုအားပေးနေကြတဲ့ customer တယောက်ချင်းစီတိုင်းကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ဆက်စကားဆိုချင်ပါတယ်ခင်ဗျာဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်တို့89ပဲလေးအင်ချမ်မြေကုမ္ပဏီကတောင်တကုံမြို့နယ်26ရပ်ကွက်ကမြေကွက်လေးကိုအကျိုးဆောင်ရောင်းချပေးလိုက်တာပဲဖြစ်ပါတယ်အခုလိုမျိုးစီရင်ချပြီးဝယ်ယူသွားတဲ့စမ်းချောင်းမြို့နယ်မှာမိသားစုကိုလည်းကျွန်တော်တို့89ပဲလေးအင်ချမ်မြေကုမ္ပဏီကနေအထူးတင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာအခုလိုမျိုးအယောင်းဝယ်လေးဖြစ်မြောက်သွားအောင်ညှိညှိနှိုင်းနှိုင်းလှုပ်ဆောင်ပေးခဲ့ကြတဲ့ရောင်းချသူမိသားစုကိုလည်းကျွန်တော်တို့89ပဲလေးအင်ချမ်မြေကုမ္ပဏီကနေထပ်မံပြီးတော့ကျေးဇူးတင်ရှိပါတယ်ဝယ်ယူသွားတဲ့မိသားစုတွေလည်းဒီအိမ်နဲ့ခြံလေးကိုဝယ်ယူတဲ့နေ့ကနေစပြီးတော့စီးပွားလက်လာပါများဒီရေလာတိုးတက်ပါစေရင်းနေရာကောင်းတွေပိုင်ဆိုင်မှုခိုင်မာတာတွေဒီတက်မှာကအစာပေါင်းများစွာပိုင်ဆိုင်နိုင်ပါစေလို့လည်းစုမုံကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့89ပဲလေးအင်ချမ်မြေကုမ္ပဏီရာဆိုရင်ရင်းနှီးမြှုပ်နှံတဲ့ဘက်အချမ်းနေတာမကပဲလူနေရက်ကွက်တွေကိုပါအကျိုးဆောင်ရောင်းချပေးနေတာဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ပိုင်ဆိုင်မှုခိုင်မာတာတွေရင်းနေရာကောင်းတွေလိုချင်နေဆိုရင်တော့ကျွန်တော်တို့89ပဲလေးအင်ချမ်မြေကုမ္ပဏီကိုမနက်9:00နာရီမှညနေ9:00နာရီအတွင်းလစဉ်တရက်နေ့မှလွဲ၍ဆက်သွယ်ဆောင်စမ်းမြင်နိုင်ပါတယ်ခင်ဗျာဆက်သွယ်ခြင်းနဲ့ဆိုရင်တော့399899989944ခွန်399428989664ကိုဆက်သွယ်ဆောင်စမ်းမြင်နိုင်ပါတယ်လုပ်ငန်းတည်ရှိရာနေရာလေးကတော့ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်25ရပ်ကွက်ပလဲရတနာလန်အမှတ်40နဲ့တောင်တကုံပန်းချံကားမတိုင်အနီးပဲဖြစ်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းနေ့စဉ်နေ့တိုင်းအောင်မြင်တိုးတက်ကြပါစေလို့ကျွန်တော်ကထပ်မံဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ